င်္ဂလာပါရှင် easy pan မိပါဒီနေ့မှာတော့အိမ်မှာကြက်အသေးမြစ်ကိုအာလူးလေးနဲ့စီပြန်လေးချက်စားဖြစ်ပါတယ်ပထမဆုံးရေဆေးတန့်စင်ထားတဲ့ကြက်အသေးမြစ်ထဲကိုဂျင်းမှုန့်စားလေးအနှဲငယ်စနွေးမှုန့်လေးအနှဲငယ်အသားမှုန့်လေးတစ်စုံကြက်သွန်မြူမှုန့်လေးအနှဲငယ်ထည့်ပြီးတော့အရသာလေးနေပါမယ်ငပြားကြီးလေးအနှဲငယ်ထည့်လိုက်ပါမယ်ပြီးရင်အရသာလေးနေထားပြီးသွားရင်တော့မီတို့ကအာလူးလေးလည်းပြင်ဆင်ထားပါတယ်စီဆူလာပြီဆိုလို့ရှိရင်မီတို့ကကြက်သွန်နီကြော်အနှဲငယ်နဲ့ငရုတ်ကြီးရောင်တင်မုံလေးနှဲငယ်ထည့်ပြီးတော့စီတက်ပါမယ်ခုနကအရသာနေထားတဲ့ကြက်အသေးမြစ်ကလေးကိုလည်းထည့်ပြီးတော့လိတ်သွားအောင်လို့စီတက်ပေးပါမယ်ပြီးသွားရင်တော့မီတို့ကရေနွေးလေးအနှဲငယ်ကိုမြုပ်တဲ့အထိထည့်လိုက်ပြီးတော့ခဏလောက်ဖုံးအုပ်ပြီးတည်ထားလိုက်ပါမယ်နော်ကြက်သက်မြစ်လေးစီပြန်လာပြီဆိုလို့ရှိရင်တော့ခဏလောက်မှွေပြီးရင်မီတို့ကအာလူးလေးထည့်ပါမယ်အာလူးလေးထည့်ပြီးသွားလို့ရှိရင်တေချာလေးနှံ့အောင်လို့မှွေလိုက်ပါမယ်အားလုံးလုံးသွားပြီဆိုလို့ရှိရင်တော့အာလူးလေးနူဖို့အတွက်မီတို့ကအားလုံးရေမြုပ်သွားတဲ့အထိရေနွေးထည့်ပါမယ်အားလုံးရေမြုပ်သွားတဲ့အထိရေနွေးလေးအနည်းငယ်ထည့်ပြီးသွားပြီဆိုရင်အဖုံးလေးအုပ်ပြီးတော့တည်ထားလိုက်ပါမယ်ရေခမ်းကန်ကြီးစီပြန်လာပြီဆိုလို့ရှိရင်ခဏလောက်မှွေပြီးတော့အာလူးလေးနူးမနူးစမ်းကြည့်လိုက်လို့အာလူးလေးနူးပြီဆိုရင်မေတို့ကစီပြန်နဲ့အနေထားထိထားလိုက်ရင်ကြက်သေးမြစ်စီပြန်ဟင်းလေးကကျက်သွားပါပြီရှင်ဒါဆိုလို့ရှိရင်တော့လွယ်လွယ်ကူကူမြင်မြင်ဆန်ဆန်နဲ့ချက်လို့ရတဲ့ဟင်းလေးတစ်ခွက်ကိုမီနဲ့တူတူလိုက်ချက်ကြည့်ပါအောင်နော်ဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နော်